မင်းကလေးကသူမ၏ရောက်ခမကိုနှုတ်ဆက်ပြီးစိတ်လှုပ်ရှားစွာဖြင့်မေမေသမီးတို့မေမေအတွက်သတင်းကောင်းယူလာတယ်ဟုပြောလိုက်သည်ရောက်ခမဖြစ်သူကနှွေးထွေးစွာဖြင့်အထဲဝင်ခဲ့လေအေးစစ်စစ်စကားပြောကြတာပေါ့ဟုပြန်ပြော၏မင်းကလေးကအာနာစွာဖြင့်တောင်းပန်ပါတယ်မေမေသမီးတို့မျိုးထဲမှာကိစ္စလေးတွေရှိသေးလို့နောက်မှပဲလာလေတော့မယ်မိမိကြုံတွေကိုရောင်းလိုက်ပြီးမို့ဒီမှာရရှိတဲ့ငွေရန်9000အပြည့်ပါဟုပြောလေသည်တက်ကြီးရွယ်ဦးမိခင်ဖြစ်သူကယဉ်ကျေးစွာဖြင့်မင်းတို့နှစ်ယောက်ပဲယူထားကြပါမိမိထက်မင်းတို့သုံးဖို့ပို့လိုတာပေါ့မိမိမှာသုံးဖို့ဆွဲဖို့လုံလောက်ပါတယ်ဟုပြောသည်အဲမာကညင်းဆိုပြီးမရပါဘူးမေမေဒါကမေမေရဲ့ပင်မဆင်းရဲမှုအတွက်ရတဲ့အကျိုးမြတ်ပါဟုအတင်းပေးလေသည်မိုက်ကသူ့မိခင်အားမေမေအခုဆိုရင်တက်လဲကြီးလာပြီပဲစိုက်ပျိုးရေးအလုပ်တွေကိုနာပြီးသားတို့နဲ့လိုက်နေပါတော့ဟုပြောသည်သူမကနှွေးထွေးစွာပြုံးပြပြီးမေမေအတွက်မစိုးရိမ်ပါနဲ့မေမေဒီမှာတင်တာရပျော်ရွှင်နေပါတယ်ဟုဆို၏သူတို့လည်းနှုတ်ဆက်ပြီးထွက်ခွာသွားကြသည်ထိုတော်တွင်လီယိုနှင့်ဘီယာတို့သည်မိုက်နှင့်အဲမာတို့မမြင်အောင်ပုံကွယ်နေကြပြီးအခွင့်အရေးကိုအသုံးချကာအဖွားအိုထံအမြန်လာခဲ့ကြသည်မင်္ဂလာပါဒေါ်တော်နေကောင်းရဲ့လားဗျာအဖွားအိုကအံ့အားသင့်စွာဖြင့်အိုမင်းတို့နှစ်ယောက်ရုတ်တရက်ကြီးဘာလာလောက်ကြတာလဲဟုမေးသည်ဘီယာကသမီးတို့စီးပွားရေးလုပ်ဖို့အတွက်ဒေါ်တော်စီကငွေအချို့ခဏချေးချင်လို့ပါဟုပြော၏လီယိုကလည်းရိုးရိုးသားသားပုံစံဖြင့်မစိုးရိမ်ပါနဲ့တားတို့အမြန်ဆုံးပြန်ဆက်ပါမယ်ဟုဆိုသည်ဟဲလင်ကကျင်းနာစွာပြုံးပြီးကောင်းပါပြီငါမင်းတို့ကိုချေးပေးပါမယ်ဒါပေမဲ့အသက်ကြီးလာလို့ငါမှတ်ညံမကောင်းတော့တာမို့လက်မှတ်ထိုးထားတဲ့ပြေစာလေးတော့ရေးပေးခဲ့ကြနော်စက်ကူနဲ့ဖောင်တိန်သွားယူလိုက်အောင်မယ်ဟုပြောလိုက်သည်သူမပစ္စည်းများယူလာပေးသောအခါလီယိုကသဘောတူညီချက်စာချုပ်ကိုရေးသားပြီးတော့စာချုပ်လေးကြည့်လိုက်ပါအောင်ဟုပြောလိုက်သည်အဖွားအိုကနှွေးထွေးစွာဖြင့်ငါမင်းတို့ကိုအပြည့်အဝယုံကြည်ပါတယ်ရော့ငွေယူချက်ဟုပြော၏ထို့နောက်ဗီယာကပရိယေဖြင့်တော့မိုးရွာတော့မယ်နဲ့တူတယ်ထိတစ်ချောင်းလောက်ချေးလို့ရမလားဟင်ဟုပြောလိုက်သည်အဖွားအိုကရတာပေါ့ငါအခုပဲသွားယူပေးမယ်ဟုပြန်ပြော၏သူမအိမ်ထဲဝင်သွားစဉ်လီယိုသည်ရွမ်9000တန်ပြေစာကိုစုပ်ခဲလိုက်ပြီးရွမ်900ဟုရေးထားသောပြေစာတစ်ဖြင့်အစားထိုးလိုက်သည်ဟဲလင်ပြန်လာသည့်အတန်ကိုကြားသောအခါသူတို့တတိထားလိုက်ကြသည်သူမထီလာပေးသောအခါကဲကြည့်ရတာမိုးရွာမဲ့ပုံမပေါ်တော့ပါဘူးထိမယူတော့ပါဘူးဟုပြောကြ၏ပြီးလျင်ဟဲလင်ကိုဇဝေဇဝါဖြစ်ကြံရစ်စေလျက်သူတို့တုတ်ထွက်ခွာသွားကြသည်ရက်အနှဲငယ်အကြားတွင်ဟဲလင်သည်မိုက်တို့အိမ်သို့အလဲရောက်ရှိနေစဉ်လီယိုနှင့်ဘီယာတို့ရောက်ရှိလာကြသည်လီယိုကပြုံးလျက်တော်နေကောင်းကျမ်းမာရဲ့လာပြသားချေးထားတဲ့ငွေလာပြန်ဆက်တာပါဟုပြောလိုက်သည်မိုက်ကဇဝေဇဝါဖြင့်ဘာငွေလဲဟုမေး၏ဟဲလင်ကမင်းတို့မေမေကြုံတွေရောင်းပြီးပေးထားတဲ့ငွေရွမ်9000လေးမေသူတို့ကိုချေးပေးလိုက်တာဟုရှင်းပြသည်လီယိုကတကယ်ပါပဲတော်ရဲ့တော်မားနေတာဖြစ်ပါလိမ့်မယ်သားတို့ရွမ်900ပဲချေးခဲ့တာပါအခုလဲအဲ့ဒီ900ပဲလာပြန်ဆက်တာပါဟုပြန်ပြော၏ဟဲလင်ကသူ့ကိုမယုံနိုင်စွာစိုက်ကြည့်ရင်မင်းမရှက်ဘူးလားမေ့သွားမှဆိုလို့အဲ့ဒီပြေစာရေးခိုင်းခဲ့တာမဟုတ်ဘူးလားဟုပြောလိုက်သည်လီယိုကလိုင်းဆိုင်စွာဖြင့်တော်အသက်ကြီးပြီးမှတ်ညံတွေထိခိုက်နေပြီထင်တယ်ဟုဆို၏မိုက်ကမေအဲ့ဒီပြေစာလေးသားတို့ကိုယူပြပေးမလားဟုမေးသည်ခဏအကြာတွင်သူမပြေစာကိုယူဆောင်လာပြီးဒီမှာကြည့်လေမင်းရွမ်9000အပြည့်ရေးပေးထားတာပါပဲဟုပြောသည်မိုက်ကစာချုပ်ကိုဖွင့်ကြည့်လိုက်ရာလီယိုကယုံကြည်ချက်ရှိဖြင့်တားမလိမ္မာဘူးဆိုမှဟုပြောကလူတိုင်းကိုပြေစာပြလိုက်သည်ထိုပြေစာတွင်ရွမ်900ဟုရေးသားထားလေသည်ဟဲလင်ငိုယိုကသူလိန်နေတာအဲ့ဒီစုဆောင်းငွေတွေက6လလုံးငါပင်ပန်းလှုပ်ထားတာတွေပါသူငါစီကပတ်စံမှန်သမျှကိုခိုးယူဖို့စူးစမ်းနေတာဟုပြောရှာသည်အဲမာကတည်ငြိမ်စွာဖြင့်မေရင်မပူပါနဲ့တေချာစဉ်းစားကြည့်ပါဦးအဲ့ဒီနေ့ကပုံမှန်မဟုတ်တဲ့ထူးခြားတာဘာများဖြစ်ခဲ့သေးလဲဟုမေးသည်ဟဲလင်ကတတိယသွားပြီးဟုတ်တယ်သူစာချုပ်ရေးပေးပြီးတာနဲ့ငါ့ကိုအိမ်ထဲမှာထိသွားယူခိုင်းတယ်ငါပြန်ထွက်လာတော့သူတို့ထိတောင်မယူပဲအမြန်ထွက်ပြေးသွားကြတာဟုပြော၏ဗီယာကဒေါသတကြီးဖြင့်တက်တေမရှိပဲဆွဆွဲလို့မရဘူးနော်သမီးတို့ရွမ်900ထပ်ပို့ပြီးတပြားမှပေးမှာမဟုတ်ဘူးဟုပြန်ပြောသည်မိုက်ကတင်းမာစွာဖြင့်နင်တို့မေမေရဲ့သဘောကောင်းမှုနဲ့အသက်ကြီးတာကိုအခွင့်ကောင်းယူခဲ့တာပဲမေမေစီကချေးထားတဲ့ငွေအပြည့်အဝပြန်ပေးပြီးမေမေနားကိုဘယ်တော့မှမလာကြနဲ့တော့ဒီနေ့ကစပြီးနင်တို့နှစ်ယောက်နဲ့ငါတို့ဘာမှမပတ်သက်တော့ဘူးဟုပြောလိုက်သည်လီယိုနဲ့ဘီယာတို့လည်းဘာမှမပြောနိုင်တော့ပဲထွက်ခွာသွားကြတော့သည်အဲမာကဟဲလင်ကိုနှစ်သိမ့်ပေးရင်ဒီခေတ်မှာလူတိုင်းကိုယုံကြည်လို့မရတော့ဘူးမေရဲ့နောက်ဆိုရင်တတိထားပါကောက်ကျစ်တဲ့ဆွေမျိုးတွေကိုသွားမယုံပါနဲ့တော့ဟုပြောလိုက်လေတော့သည်